ယောက်ျားတွေရဲ့အားနည်းချက်၃ချက်ယောက်ျားတွေကိုတင့်အနေနဲ့လိုထိန်းချုပ်ထားခြင်းနဲ့ဆိုရင်ဒီ၃ချက်ကိုမဖြစ်မနေတည်ထားဖို့လိုပါတယ်ခင်ဗျတင်ရောဒီ၃ချက်ကိုသိပြီလားခင်ဗျဒီ၃ချက်ကိုသိပြီဆိုရင်တင့်အနေနဲ့တင်းရဲ့ယောက်ျားတင်းရဲ့ချစ်သူကိုတင်လိုထိန်းချုပ်ထားလို့ရမှာသိချပါတယ်ခင်ဗျပတ်တစ်ချက်နူးညံ့တဲ့အတန်နူးညံ့တဲ့အပြုတ်မှုယောက်ျားတွေတော်များကနူးညံ့တဲ့အတန်နဲ့နူးညံ့တဲ့အပြုတ်မှုနဲ့သူတို့ကိုတွားပြောပြမယ်အဲ့လိုမျိုးလုပ်မယ်ဆိုရင်ယောက်ျားအများစုကအရေပျော်သွားနိုင်တယ်။အင်္ဂလိပ်တော်များကသူနဲ့အတူတူနေတော့ပြီဟုတ်တယ်ဟုတ်သူနဲ့အိမ်အောင်ကြတော့ပြီဆိုရင်အဲ့ဒီစကားလုံးကိုတုံးဖို့မိနေကြတယ်။ဒါကြောင့်မလို့တင့်နေနဲ့နူးညံ့တဲ့အပြုတ်မှုနူးညံ့တဲ့အတန်နဲ့သူ့ကိုပြောဖို့လိုပါတယ်ခင်ဗျ။နံပါတ်1ချက်ခုနတုန်းကနံပါတ်1ချက်လုပ်ပြီးတာနဲ့တင့်နေနဲ့နံပါတ်2ချက်ကိုတင့်နေနဲ့လုပ်ဖို့လိုပါတယ်ခင်ဗျ။နံပါတ်2ချက်ကသူ့ကိုချီကျူးတတ်ဖို့လိုပါတယ်ခင်ဗျ။သူကအရာတေးတေးတွေသူ့အနေနဲ့ဒီရမလုံနေတာဟုတ်တယ်ဟုတ်သူလုံနေတဲ့အရာအားလုံးကိုတင့်အနေနဲ့ကြည့်ပြီးတော့သူ့ကိုချီကျူးဖို့လိုတယ်သူကတော်တယ်သူကကျွမ်းကျင်တယ်ဟုတ်တယ်ဟုတ်သူကရုပ်ချောတယ်ရုပ်လာတယ်ဆိုပြီးတော့သူ့ကိုချီကျူးပေးဖို့လိုပါတယ်ခင်ဗျယောက်ျားလေးတော်များကသူ့ကိုချီကျူးတဲ့လူတိုင်းကိုသဘောကျကြတယ်ဒါကြောင့်တင့်အနေနဲ့ဒီချက်ကိုမဖြစ်မနေအသုံးချဖို့လိုပါတယ်ခင်ဗျနံပါတ်3ချက်တင့်အနေနဲ့ခုနတုန်းကနံပါတ်1နှစ်ကိုလှုပ်ပြီးဆိုရင်တင့်အနေနဲ့ဒီနံပါတ်3ချက်ကိုမဖြစ်မနေလှုပ်ဖို့လိုပါတယ်ခင်ဗျနံပါတ်3ချက်ကအရာတေးတေးလေးတွေကိုသူ့ကိုလှုပ်ခိုင်းဖို့လိုတယ်ဆိုတော့တင်ရခုနတုန်းကအချက်2ချက်ကိုအတုံးချပြီးတဲ့အချိန်တိုင်းမှာသူ့ကိုဒီမှာတခုခုဝယ်ကျွေးခိုင်းတာတို့တခုခုဒီအရာတေးတေးမမွားလေးလှုပ်ခိုင်းတာတို့တင့်အနေနဲ့အဲ့လိုမျိုးသူ့ကိုလှုပ်ခိုင်းဖို့လိုပါတယ်ခင်ဗျဒီချက်ကိုအတုံးချခြင်းအပြင်သူ့ရဲ့အုံနောက်ထဲမှာတင်ရသူ့ကိုချီကျူးပြီးတိုင်းတင်ရသူ့ကိုနူးနူးညံ့ညံ့နဲ့ပြောပြီးတိုင်းသူကတင့်ကိုတခုခုလှုပ်ပေးရမယ်ဆိုတဲ့အကျင့်ကသူ့ရဲ့အုံနောက်ထဲမှာ automatic ဒီရဖြစ်သွားပြီဟုတ်တယ်အရာတိတ်တိတ်မမွားနေပြီးတော့အရာကြီးကြီးကိုတင့်နေနဲ့လှုပ်လို့ရတယ်ဟုတ်တယ်တင်လို့ခြင်းတဲ့အရာကြီးကြီးမမကိုတင့်နေနဲ့အဲ့ဒီနီလန်းကိုအတုံးချပြီးတော့တင့်နေနဲ့သူ့ကိုထိန်းချုပ်ထားလို့ရတယ်ခင်ဗျဒီနီလန်း၃ချက်ကတင့်အတွက်အပြည့်အဝအကျိုးရှိမလို့ဆရာယုံကြည်ပါတယ်ခင်ဗျအကျိုးရှိတယ်ဆိုရင်1လို့ရိုက်ခဲ့ပေးပါခင်ဗျတင်းရဲ့ယောက်ျားတင်းရဲ့ချစ်သူကိုတင်းလို့ထိန်းချုပ်ထားခြင်းနဲ့ဆိုရင်အဆောင်ကိုအတုံးပြုပြီးတော့ထိန်းချုပ်ထားလို့ရပါတယ်ခင်ဗျအဆောင်ကိုအတုံးပြုခြင်းနဲ့ဆိုရင်ဆရာပင်မှာအမြန်ဆုံးပြောထားလို့ရပါတယ်ခင်ဗျအဆောင်ကနိုင်ငံတိုင်းကိုပို့ပေးနေပါတယ်ခင်ဗျအားလုံးကိုအထူးပဲချစ်ခင်ကျေးဇူးတင်ပါတယ်ခင်ဗျ